ဒီနေ့ပြောမဲ့ခေါင်းစဉ်လေးကိုတော့လေကိုဘွားရဲ့ CU ကိုသာဖြစ်ပါစေလို့နော်ဆရာခေါင်းစဉ်ပေးထားပါတယ်အဲ့တော့ CEO ဆိုတာကတော့ဒါအင်္ဂလိပ်စကားလုံးပေါ့တပည့်နော်အရှိပြောမယ်ဆိုတော့ Chief Executive Officer ပေါ့အဲ့တော့ CEO ဆိုတာဘာလဲလို့ပြောရင်ကုမ္ပဏီတွေအဖွဲ့အစည်းတွေထဲမှာဒီကုမ္ပဏီဒီအဖွဲ့အစည်းတွေကိုဥဆောင်ရတဲ့ထိပ်ဆုံးကလူတွေပေါ့အဲ့တော့သူကဒီကုမ္ပဏီတွေဒီအဖွဲ့အစည်းတွေကိုဘယ်လမ်းကြောင်းသွားမယ်သူဘာလုပ်ချင်တယ်နော်သူ့အစီအစဉ်တွေချပြမယ်လမ်းကြောင်းတွေချပေးမယ်ဆိုရင်ဒီအဖွဲ့အစည်းမှာပါတဲ့လူတွေဒီကုမ္ပဏီမှာပါတဲ့လူတွေကအဲ့ဒီ CEO ကိုချပြလဲလမ်းကြောင်းတိုင်းလိုက်ရတာအဲ့တော့ဆရာကဘာဖြစ်လို့ကိုဘွား CEO ကိုသာဖြစ်ပါစေလို့ပြောလဲဆိုတော့ဆရာတို့ဘဝကိုဆရာတို့ကိုယ်တိုင်စီမံမှုလိုတယ်လေဆရာတို့ကိုယ်တိုင်ဆရာတို့မစီမံနိုင်ဘူးဆရာတို့လမ်းကြောင်းကိုဆရာတို့မရှာနိုင်ဘူးဆိုရင်သူများပေးတဲ့လမ်းကြောင်းတွေကိုကလမ်းရှောင်အောင်ပါပေါ့ဒါကြောင့်မလို့ဆရာကဒါလေးကိုဒီနေ့ဝေမျှကြတာဖြစ်ပါတယ်ခက်နေတာကလည်းခုခေတ်မှာက social media ကလည်းတိတ်ပြီးတော့လူတွေပေါ်မှာလွှမ်းမိုးလာတယ်အဲ့တော့လူတွေက social media တွေပေါ်မှာနော်သူ့ရဲ့ဓာတ်ပုံလေးကိုပဲတင်လိုက်သည်ဖြစ်စေသူ့ရဲ့လှုပ်ရှားမှုကိုတင်လိုက်သည်ဖြစ်စေလူတွေကသူ့ပေါ်ကောင်းတာနော်ကောင်းတဲ့မှတ်ချက်တွေပေးတာကိုပဲလူတွေကလိုချင်ကြတယ်လူတွေမှတ်ချက်ကောင်းတာကိုလိုချင်ရင်းနဲ့ဘာဖြစ်လာလဲဆိုတော့ကိုယ့်ဘဝကိုမပိုင်တော့ဘူးအဲ့ဒီလူတွေအကြိုက်ပဲကိုကလိုက်လောက်တာတွေဖြစ်လာတယ်အဲ့ဒီခါကျတော့ဘာတွေဖြစ်လာလဲဆိုရင်ကိုယ့်ရဲ့စီးပွားရေးလုပ်တဲ့အခါတွေမှာကိုယ့်ရဲ့နော်ဒီအိမ်အောင်ရေးမှာပဲဖြစ်ဖြစ်ဘေးပတ်ဝန်းကျင်ရဲ့အမြင်ပေါ်မှာပဲမူတည်ပြီးတော့လှုပ်လာကြတယ်အဲ့တော့ဆရာတို့ဒီနေ့ဖြစ်နေတဲ့ပြဿနာဘာလဲဆိုအဓိကပြဿနာကလူတွေစိတ်ဆင်းရဲနေရတယ်လူတွေအောင်မြင်မှုမရဘူးလူတွေငွေမရှာနိုင်ဘူးဆိုတာဟာငွေမရှိတာမဟုတ်ဘူးအချိန်မရှိတာလည်းမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့လူတွေရဲ့အများစုကလူတွေကငါ့ကိုဘယ်လိုထင်ကြမလဲလူတွေကငါ့ကိုဘာပြောကြမလဲဆိုတဲ့ကြောက်ရွံ့မှုကလူတစ်ယောက်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအောင်မြင်မှုကိုတွားပြီးတော့ထိမ့်ချုပ်ထားသလိုဖြစ်တယ်လူတွေရဲ့အမြင်ကိုတိတ်ကူးဆိုင်မယ်လို့ဆိုရင်ကိုယ့်ဘဝကိုမပိုင်တော့ဘူးလေသူများရဲ့စိတ်နဲ့ကိုကအသက်ရှင်ရလို့ဖြစ်လာတယ်အဲ့လိုဖြစ်လာနေပြီးတော့ဘာဖြစ်လာလဲဆိုရင်အလွန်ကျွံစိတ်ပူလာတယ်စိတ်ပူလာပြီးတော့တချို့အလုပ်လုပ်တဲ့နာတွေကိုမလုပ်တော့ဘူးလူပြောခံရမှာကြောက်လို့နော်လူတွေကိုယ့်ပေါ်မှာတမျိုးထင်မှာဆိုတော့မလုပ်တော့ဘူးအဲ့တော့အသက်ကြီးလာတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုရင်ဟာငါငယ်ငယ်တုန်းကဒါမလုပ်ခဲ့ရဘူးဆိုတဲ့နောင်တတွေကိုရတတ်ကြတယ်ဒီမှာလည်းသတိထားဖို့လိုတာကလူတွေရဲ့အမြင်ကိုသိဂရုစိုက်လို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင်တစ်ချိန်မှာတေချာပေါ့နော်ကိုကနောင်တကိုရလိမ့်မယ်။ဒါကြောင့်လူတွေရဲ့အမြင်ကိုဂရုမစိုက်ပါနဲ့နော်လူတွေကိုယ့်ဘက်မှာဘယ်လိုမြင်မလဲဘယ်လိုထင်မလဲဆိုတာကိုဂရုမစိုက်ပါနဲ့။နောက်တစ်ချက်ကလည်းပဲလူတွေကကိုယ်ကိုလာပြီးတော့ဟာဒီလိုလှုပ်တင်တာပေါ့ဟိုလိုလှုပ်တင်တာပေါ့ဟာဘယ်လိုလှုပ်လိုက်ပါလားဟာမင်းလှုပ်နေတာမှားနေပြီဟာဘယ်လိုလေးဝှက်လိုက်ပါလားဟာမင်းဝှက်နေတာဘာဖြစ်တယ်အဲ့ဒီပေါ်မှာလည်းပဲကိုယ်သတိထားဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ဘဝကိုသူတို့သိတာမဟုတ်ဘူးလေကိုယ့်ဘဝကိုသူတို့သိချာလည်းမသိပဲနဲ့ကိုယ်လာပြီးအကြံဉာဏ်ပေးတယ်ကိုယ့်အခြေအနေကိုလည်းသူတို့အပြည့်အဝမသိဘူးအဲ့တော့မေးစရာရှိပါတယ်လူတွေကလာအကြံပေးရင်နားမထောင်ရဘူးလားလို့မေးရင်တော့လူတွေလာအကြံပေးရင်တော့လေးလေးစားစားနဲ့တည်တည်ချာချာတော့နားထောင်ပေါ့နော်ဒါပေမဲ့လို့လည်းပဲမျက်စိမိတ်ပြီးတော့လိုက်မလုပ်ပါနဲ့နော်ဒါလေးကဆရာတို့ကအရေးကြီးပါတယ်နော်အဲ့တော့လူတွေကတော့ပြောမှာပဲအကြံပေးမှာပဲခုလော်လေဟာလားဘလုံးမွေးတွေရုပ်တံတွေမှာပြနေတယ်အောက်ကရေးလူတွေကအများကြီးပဲနော်ဘယ်လိုကန်လိုက်ပါလားဘသူ့ကိုထုတ်ပါလားဘသူ့ကိုလှုပ်ပါလားဒါပြောတာတော့လွယ်တယ်လေတကယ်လက်တွေ့ကန်နေတဲ့လူတော့ဘယ်သိပါမလဲဒါကြောင့်မလို့ဆရာတို့တွေအနေနဲ့ကလူတွေပြောတာကိုလည်းပဲကိုယ်လာအကြံပေးတာကိုလည်းပဲ
လေးလေးစားစားနဲ့တော့နားထောင်ပါယူတဲ့နာတော့ယူပါဒါပဲမလို့လည်းပဲမျက်စိမိတ်ပြီးတော့မယူလိုက်ပါတယ်အဲ့တော့လူတွေရဲ့ထင်မြင်ချက်ကိုတပည့်စိတ်မပူတော့ဘူးလို့ဆိုရင်ဘာဖြစ်လာမလဲလွတ်လပ်လာမှာပေါ့လွတ်လပ်တာပေါ့သိမှန်တာပေါ့လူတွေရဲ့ထင်မြင်ချက်ကိုစိတ်မပူတော့ဘူးဆိုရင်လွတ်လပ်လာတာပေါ့ကိုကရလွတ်လပ်တာပေါ့နောက်ပြီးတော့လည်းပဲကိုလှုပ်ရှားရှိအောင်လုပ်နေပါပေါ့တော့ဆိုရင်ကိုခွင့်ပြုချက်ကိုစောင့်နေတာလေဘယ်လိုခွင့်ပြုချက်လဲလူတွေကကြိုက်ပါမလားခွင့်ပြုချက်ကိုစောင့်နေကြမလို့တော့ဘူးအလွန်ကြောစဉ်းစားအောင်မလားမစဉ်းစားတော့ဘူးလူတွေရဲ့ထင်မြင်ချက်ကိုဂရုစိုက်နေမယ်ဆိုအလွန်ကြောစဉ်းစားမှာပေါ့အလွန်ကြောလည်းပဲမစဉ်းစားတော့ဘူးနော်အဲ့တော့မိမိကိုမိမိလည်းပဲယုံကြည်မှုနဲ့ပို့ပြီးတော့လှုပ်ဆောင်နိုင်လာပါတယ်အဲ့လိုပြုမှုခြင်းအားဖြင့်ကိုယ့်ဘဝတွေကိုလည်းကိုယ်နဲ့တင့်တော်တဲ့သူတွေဝင်လာပါလိမ့်မယ်မတင့်တော်တဲ့လူတွေကလည်းပဲတဘောအတိုင်းကိုယ်နာကနေထွက်သွားပါလိမ့်မယ်တချို့ကလည်းပြောရင်ပြောမှာပေါ့ဟာငါသူ့ကိုကောင်းစေချင်လို့ပြောတာသူကငါစကားနားထောင်တာမဟုတ်ဘူးတော်ပြီကွာငါမပြောတော့ဘူးရတယ်မပြောတော့ကောင်းတယ်နော်ထွက်သွားပါစေအဲ့တော့တင့်တော်တဲ့လူတွေဟာကိုယ့်ဘဝတွေကိုဝင်ရောက်လာလိမ့်မယ်ဟုတ်ကဲ့ပါဆရာဟာလားကိုကလိုအပ်လို့သူ့ရဲ့ထင်မြင်ချက်တောင်းတယ်အကြံဉာဏ်တောင်းတဲ့အခါကျရင်သူကမှန်ကန်တဲ့အကြံဉာဏ်ကိုသူပေးလိုက်မယ်ဒါတင့်တော်လူတွေဝင်လာတာပေါ့နော်နောက်တစ်ခုတစ်ခါလေးကြားလို့ရှိရင်လေဆရာတို့ကကိုယ့်ရဲ့အမှားကိုထောက်ပြတာနဲ့ကိုယ်ထိန်းချုပ်တာနဲ့ခွဲခြားဖို့လိုတယ်ဟာဒါလေးတော့မှားနေတယ်ဒီလိုလုပ်ရင်ကောင်းတယ်ဆိုတာအကြံပေးတာဒါပေမဲ့ချို့ကကျတော့ထိန်းချုပ်တာဖြစ်လာတာမင်းဒါမလုပ်သင့်ဘူးတော့မင်းလုပ်ရင်မကောင်းဘူးတော့ဆိုတာကျတော့ဘာဖြစ်သွားလဲထိန်းချုပ်တာဖြစ်သွားတယ်အကြောင်းအဲ့လိုမျိုးတွေကိုလည်းကိုယ်သတိထားဖို့လိုတယ်တော့တကယ်ကိုစိတ်ရင်းနဲ့အကြံပေးနေတာလားငါ့ကိုလားထိန်းချုပ်နေတာလားအမြင်တိုင်းကလည်းမတူညီနိုင်ဘူးအဲ့တော့ဘသူကပြောလဲဆိုတာလည်းအရေးကြီးတယ်သူကဘာရွေချက်နဲ့ပြောလဲဆိုတာပြောတယ်ဆိုတာလည်းကိုကစဉ်းစားဖို့လိုတယ်သူကမှန်ကန်တဲ့နီးလန်းနဲ့ပြောတယ်ကိုယ့်အတွက်လည်းအကျိုးရှိတဲ့အကြံကိုတော့ဆရာတို့ကယူသင့်တာကိုတော့ယူရလိမ့်မယ်မလို့တဲ့အတန်တွေကိုတော့ကိုကဘာလုပ်နိုင်အောင်လဲneglect လုပ်ရမှာပေါ့ neglect ပေါ့အင်္ဂလိပ်ပြောဗမာလိုတော့လစ်လျူရှုနိုင်ရလိမ့်မယ်မလို့တဲ့လစ်လျူရှုဖို့အရေးကြီးတယ်နောက်တစ်ခုကတော့ကိုလည်းအားပေးဖို့လိုတယ်တချို့လူတွေမှာမိမိကိုမိမိမကျေနပ်တာတွေအားမရတတ်တွေရှိနေတတ်တယ်ဟာဒီအလုပ်ကိုငါလုပ်နိုင်မယ်မထင်ပါဘူးငါကစူးစမ်းလိုက်တိုင်းကြာဆုံးနေတာပဲငါဒါလှုပ်လိုက်ရင်လူတွေကငါ့ကိုအမြဲလို့မကောင်းပြောတယ်ဟာငါလုံနိုင်မယ်မထင်ပါဘူးဆိုပြီးတော့လူတွေကကိုအဲ့လိုပေါ့နော်ဒီမချင်တတ်တာတွေကိုမချင်တတ်တာတွေကိုယုံကြည်မှုမရှိတာတွေအားမရတွေဖြစ်နေတတ်တယ်ဒါတွေကလည်းဘာကြောင့်လဲလို့ပြောရင်အတိတ်ကအတန်တွေကကိုယ်လွှမ်းမိုးနေတာဟိုတော့ကိုတစ်ခါမှားလိုက်တယ်အဲ့ဒါကိုပတ်ဝန်းကျင်လူကအားမပေးပဲနဲ့မင်းလုံလိုက်ရင်တလွဲယူပဲမင်းဘယ်တော့မှလည်းမအောင်မလုပ်နိုင်ဘူးအဲ့ဒါတွေကကိုယ်ကိုလာပြီးတော့လွှမ်းမိုးနေတတ်တယ်ဒါတွေကိုဆရာတို့ကဘာဖြစ်လဲဆိုရင်ဖျောက်ဖျက်နိုင်မှုအရေးကြီးတယ်ကိုယုံကြည်မှုရှိလာအောင်တိုးတက်မှုရှိလာအောင်လုပ်ဖို့လိုတယ်ပတ်ဝန်းကျင်လည်းသိအရေးကြီးရနော်ဟုတ်ကဲ့ပါဆရာတမီးအနေနဲ့ကအပြုသဘောစိတ်သက်ရှိတဲ့လူတွေအဲ့လိုလူတွေရည်မှန်းချက်ကြီးတဲ့လူတွေနဲ့လည်းကိုကအဲ့လိုပတ်ဝန်းကျင်မှာနေဖို့အရေးကြီးတယ်လူတွေကိုအမြဲပဲအပြစ်ပြောနေတဲ့လူတွေအမြဲညီးနေတဲ့လူတွေဟုတ်တယ်မလားတခုဆိုညီးနေမယ်အပြစ်ပြောနေမယ်အဲ့လိုလူတွေနဲ့တော့ကိုကခက်ဝေးနေနိုင်ဖို့အရေးကြီးတယ်အဲ့တော့ဒီမှာနောက်တစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်လူတွေရဲ့ထင်မြင်ချက်ကိုဂရုမစိုက်တော့ဘူးလူတွေကိုယ့်ပေါ်မှာဘယ်လိုမြင်လဲထင်နေမလဲဆိုတော့မစဉ်းစားတော့ဘဲနဲ့ကိုလှုပ်ရှားရှိတာကိုလုပ်မယ်သို့တော့မှန်တာတော့လုပ်ရမှာပေါ့နော်မှန်တာကိုလုပ်မယ်လူတွေကိုမထိခိုက်တဲ့အလုပ်တွေလုပ်မယ်လို့ဆိုရင်တော့ကိုယ့်ရဲ့ပင်ကိုယ်စိတ်ကလည်းပိုးပေါ်လာမယ်ဟန်ဆောင်မနေတော့ဘူးလေဟုတ်ကဲ့ပါဆရာတို့ကဟန်ဆောင်သလိုဖြစ်နေတာ哦အဲ့လိုပိုလာတဲ့အခါမှာ
လူတွေယုံကြည်မှုလေကိုကပို့ပြီးတော့ ရလာ မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဆရာနေကုန်းချုပ်ပြောချင်တာကတော့ကိုဘွားရဲ့ CEO ကိုဖြစ်အောင်ကြိုးစားပါလူတွေရဲ့အမြင်ကိုလိုက်နာနေမယ်ဆိုရင်တော့ကိုဘွားကသူများထိတ်ချုပ်သွားလိမ့်မယ်ကိုယုံကြည်မှုရှိမယ်ကိုဘွားကိုလမ်းကြောင်းမှန်ကိုရွေးမယ်ဆိုရင်တော့ဟာလွတ်လပ်မှုရှိမယ်နော်ရှင်းရှင်းလင်းလင်းဖြစ်မယ်သူများရဲ့အမြင်ကိုဘယ်လိုမြင်မလဲဆိုတော့စိတ်မပူတာနဲ့တပြိုင်တည်းတေချာပေါ့လွတ်လပ်ပျော်ရွှင်မှုကိုလည်းရပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာကြီးဒီနေ့ဆရာကြီးမျှဝေပြောကြားပေးသွားတာပေါ့နော်အိမ်မတန်မှဒါအသိပညာရတယ်လို့ဘ ഹു တတရတယ်လို့ခွန်အားလည်းရရှိပါတယ်ဆရာကြီးအခုလိုမျိုးလာရောက်ပြီးတော့ပေါ့နော်မျှဝေပြောကြားပေးသွားတဲ့ဆရာကြီးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်ကောင်းပါပြီမျှဝေ